ကဲဘော်ဒါတို့ရေဒီနေ့တော့ plastic ဘူးခွန်းနဲ့ပူစီနန်စိတ်နေလေလာပါပြီဗျာပူစီနန်ဆိုတာလေဟင်းနဲ့ထဲမလားလက်ဖက်တော့ထဲမလား share ပဲလီပထမဆုံးရေးတန့်ဘူးခွန်းလွတ်တဲ့အများကြီးလို့မယ်နော်ဒီလောက်အများကြီးဆိုတော့ရေးတန့်မဲ့ဝဲတော့နေတာလားအမိုက်ကောက်လာတာလားတော့မသိဘူးကဲဘူးတွေကိုအရင်ဆုံးတန်ရှင်းရေးလုပ်ပြီးရင်ထပ်ပိုက်ဖြာမယ်ဗျာကဲကြီးလေးနဲ့ညတ်တာပို့လွယ်တာနော်လက်မလျှော့အောင်တော့တတိထားကြအောင်ဘေးပတ်လက်မှာအပေါက်လေးတွေဖောက်ပြရမယ်ဒါမှပူစီနန်ပင်ပေါက်လေးတွေထွက်လာမှာလေအပေါက်ဖောက်ရင်လည်းတစ်ဖောက်နဲ့တစ်ဖောက်တိတ်မကတ်စင်နဲ့နော် social distancing လုပ်ပြရမယ်ဘူးရဲ့အောက်ခြေမှာလည်းရေစင်ပေါက်လေးတွေဖောက်ဖို့မမေ့နဲ့အောင်ရေဝက်နေရင်အမြင့်တီပုတ်ပြီးအပင်တွေခုတ်ပိုင်းသွားလိမ့်မယ်ကဲအခုဆိုရင်ဘူးအပေါက်ပိုင်းကိုဖျက်ထုတ်လိုက်မယ်လက်ကင်ကိုင်လေးတော့ခြံထားနော်ပြီးရင်ဘူးအောက်ခြေမှာလည်းအပေါက်ကြီးတစ်ဖောက်ဖောက်မယ်ဗျာဒါမှနောက်တစ်ဘူးရဲ့ခုံးနဲ့ဒီဘူးရဲ့ဖင်ကိုဆက်လို့ရမှာလေအခုလိုမျိုးဆက်လိုက်ရင်ကွန်ဒိုတိုက်ခတ်လို့အထထပ်ဖြစ်သွားပြီဗျာအောက်ဆုံးအဆင့်ကတော့ရေခံဖို့အတွက်အပေါက်မပါတဲ့ဘူးအလွတ်တစ်ခုထားရမယ်ကဲမြေဆွေးကောင်းကောင်းလေးထည့်ကမယ်မြေကြီးကအသားပဲနော်ပြီးရင်တော့အပူစီနန်ကိုင်လေးတွေကိုအပေါက်တွေကနေထိုးထည့်ဖိယူမှာပဲစိုက်တဲ့ခါမှာအကိုင်းညင်ကလေးတွေရွေးဆိုင်ရင်ပူပြီးအဆင်ပြေတယ်ဗျပရိသတ်ကြီးထဲမှာပူစီနန်ကြိုက်တဲ့သူတွေရှိလားကွန်မန့်မှာလက်ထောင်သွားကြပါအောင်တလွာချင်းစီကိုတေချာစနစ်တကျလီဆက်သွားမယ်နော်မြေကြီးထဲလိုက်အပင်ဆက်လိုက်နဲ့စိတ်ချေတာလုတ်ပြီးတော့အပေါ်ဆုံးရောက်ရင်တော့အဖုံးလီကန်တတ်ပေးမယ်ဒါမှရေလောင်းတဲ့အခါအောက်ကိုဖြည်းဖြည်းချင်းစီးဆင်းသွားမှာပေါ့ဒီနီလန်းကနေရာလည်းမယူကျဲလို့လဲလှတယ်ဗျတိုက်ခန်းချင်းချင်းလေးနဲ့ညီတို့ဘော်ဒါတွေအတော့တော့ကွက်တီပဲအခုဆိုရင်တဘူးပြီးတဘူးအစီအီဖြစ်နေပါပြီအပေါ်ဆုံးမှာမြေကြီးနဲ့ထပ်ဖြည့်ပေးလိုက်မယ်ပြီးရင်တော့အပေါ်ဆုံးအပေါက်ကနီလဲအပင်လေးတွေထပ်ဆိုင်လို့ရသေးတယ်နေရာလွတ်မကြံစရာကိုအကုန်အတုံးချမယ်သဘောပဲကဲချီဆွဲဖို့တော့ဂျိုးလေးတွေတတ်ကြမယ်ခိုင်ခန့်တော့ထွတ်ပါစေနော်မဟုတ်ရင်လေတိုက်လို့ပြုတ်ကြကုန်မယ်ဝါလုံနန်းလေးတစ်ခုလုပ်ပြီးအဲ့ဒီမှာသွားချိတ်မယ်ဗျဒီလိုချိတ်ထားတော့လေဝင်လေထွက်လေကောင်းနေအောင်လဲမျှတရတာပေါ့ချစ်ပါအောင်ညီညာလေးလေလှလေတာပဲခုမှဆက်ဆိုင်ကာစားဆောတော့နည်းတော့ညိုးချင်ရောက်ဆောင်လေးမယ်ရေလေးပါလေးလောင်းပေးလိုက်ရင်ပြန်လန်းသွားမှာပါရေလောင်းတဲ့အခါရေဖြန်းခရလေးနဲ့ဖြည်းဖြည်းချင်းလောင်းတော့အရှင်ပြင်းပဲလောင်းလိုက်ဟင်မြေကြီးတွေပိတ်ပါကုန်မယ်အပေါ်ဆုံးမှနေလောင်းချလိုက်ဟင်အောက်ဆုံးထိရေရောက်သွားလိမ့်မယ်ရေလေလွေးလည်းမရှိဘူးဒီနီးလန်းကတော်တော်မိုက်ပဲဗျတပတ်ကြာပြီးတဲ့နောက်မှာတော့တရုတ်ကားတဲ့ကတိုင်းချိုင်းရတယ်လို့ပဲဗျအပင်လေးတွေကစိမ့်ဆိုပြီးပြန်လန်းလာကြပြီးအမြင့်တွေလည်းဆွဲနေလောက်ပြီဆိုတော့အပင်တွေကတန်ဆွဲလာပြီလေဒီအချိန်မှာအရေးကြီးရတစ်ခုလုပ်ရမယ်အဲ့ဒါကတော့ခေါင်းဖြတ်တာပါပဲလက်မသွားနိုင်ဘူးအပင်ထိတ်ဖျားလေးတွေကိုညက်ပေးရမှာဒါမှအပေါ်ကိုပဲမရှိထွက်တော့ပဲဘေးတက်တွေကွာပြီးအုံထူလာမှာပေါ့စပင်ညက်မှတန်းတယ်ဆိုတာလူတွေမဟုတ်ဘူးအပင်လည်းအတူတူပဲဗျညက်လိုက်တဲ့အညွတ်လေးတွေကိုလည်းပြစ်မလိုက်နဲ့နော်ပြန်ဆိုင်လို့ရသေးတယ်ဒါမှမဟုတ်ဟင်းကားတဲ့ခတ်တော့လိုက်ရှယ်မိုက်တယ်ကဲအပင်တိုင်းကိုလိုက်ညက်ပေးနေပြီဒီလိုဂယုစိုက်ပေးမှလည်းကိုယ်စိုက်ခင်းလေးရစိမ့်ဆိုဖြစ်မှာပေါ့ဘော်ဒါတို့လည်းအိမ်မှာအလွယ်တကူစိုက်လို့ရတယ်နော်10ရက်လောက်ကြာသွားတဲ့အခါကြည့်ပါအောင်ဗျအညွန့်တစ်လေးတွေအများကြီးထွက်လာပြီအစိမ်းညောင်လေးတွေမြင်ထားတာမျက်စိအေးလိုက်တာဗျအိမ်ရှိမှဒီလိုချိတ်ထိုင်းလာတဲ့ဧည့်သည်တွေတောင်အန်တော်သွားမယ်ပူစီနာနဲ့လေးကလည်းတင်းနေမှတီးကြတယ်အပင်လေးတတ်နေပြီဆိုတော့မြေစီကျွေးဖို့လိုလာပြီဒီဆရာသမားဘာလုပ်မလဲကြည့်အောင်မိသွေးခဲတွေယူလာတယ်မိသွေးကအပင်အတွက်တော်ကောင်းတယ်ဗျအမုံထီအောင်အရင်ထူထောင်းပေးရမယ်မိသွေးမုံကမြေကြီးထဲမှာရေထိမ့်ပေးတယ်ပြီးတော့ပိုးမွားတွေလည်းကာကွယ်ပေးတယ်အမှုကြေသွားပြီဆိုရင်အပေါ်ဆုံးဘူးတွေကိုထဲပေးမယ်ဒါကရေစိတ်ပေးသလိုလည်းထိသွားတာပေါ့တဘာဝနီလန်တွေနဲ့စိုက်ပြိုးတာကအကောင်းဆုံးပဲဗျတက်မီယောစာတွေသုံးစရာမလိုတော့ပတ်ဆိုင်လည်းကုန်တက်တာတယ်ဘူးတိုင်းရဲ့အပေါ်ဆုံးအလွှားမှာမီးထွေးမုံတွေလည်းထည့်ပေးနေပြီမိတ်ဆွေတို့ကအိမ်မှာအပင်စိုက်ရတာဝါသနာပါလားခေါမန့်မှာထုတ်ပြခဲ့ပါအောင်နောက်တစ်ခုကတော့မီးဖိုးချောင်ကစွန့် PPC တွေနဲ့လုပ်ထားတဲ့တဘာဝမီယောစာရေပါဒါကတော့အပင်တွေအတွက်ဗီတာမင်အားစီပဲရေသေးကိုရောထည့်ပြီးမွေပေးလိုက်မယ်ပြီးနေတော့အပင်တွေကိုလိုက်လောင်းပြီးုံပါပဲဒီအရေးကိုလောင်းလိုက်ရင်အပင်တွေကရေလေးထန်လာမှအနက်တော်နည်းနည်းရှိချင်ရှိမယ်ဒါပေမဲ့အပင်တွေကတော့ကြိုက်တယ်လေရေလောင်းရင်လည်းအရွက်တွေကိုပါထိအောင်ဖျန်းပေးနော်အရွက်တွေကနေတစင်အာဟာရကိုစုပ်ယူနိုင်လို့ပါ20ရက်ကြာသွားတဲ့အခါမှာတော့ Oh my god တော့အုပ်လေးဖြစ်နေပြီဗျအရွက်တွေကလည်းကြီးလိုက်တာဘူးခွန်တွေတောင်မွတ်မီဟာတော့ဘူးပူစီနာနေခိပဲဖုံးနေပြီဒီလောက်ဆိုရင်တော့ခူးစားလို့ရနေပါပြီလက်နဲ့ကင်ကြည့်လိုက်တာတော့အီးဆန်ညံ့ညောနေရပဲဈေးကဝေတာထက်အစားပေါင်းများစွာလက်ဆက်တယ်နော်ကိုလက်နဲ့ကိုစိုက်ပြီးခူးစားရတဲ့အရာတာကဘာနဲ့မှမတူဘူးဗျဘေးနားကဖြတ်သွားရင်တော့ပူစီနာနဲ့လေကမွေးနေမှာအညွတ်လေးတွေကိုရွေးပြီးခူးကြနဲ့ကကျင်းနဲ့ညင်ယူတာကအပေမနာဘူးနော်ခူးပြီးရင်လည်းသူကထပ်ထွက်ဦးမှာဆိုတော့စိတ်မပူနဲ့တခါစိုက်ထားရင်တက်လုံးစားမကုန်တော့ဘူးချင်းတောင်းအနီလေးနဲ့ထက်လိုက်တော့ပို့ပြီးလှသွားသလိုပဲဒီလောက်ရရင်တအိမ်လုံးစားလို့ရပြီဗျာငါပြီးရေတိုးစီရလုံးမလားဖြော်ရည်ထဲမလားမိုဂျီတိုးဖြော်တော့ရင်တော့ရှဲ့လမ်းပြီပေါ့ခူးပြီးတော့လေအပင်ကိုပြန်ပြုစုပေးရမယ်နော်တဘာဝမီဩဇာရည်လေးထပ်ကျွေးမယ်ရေမှန်လောင်းမယ်ရက်ထုံးဆိုင်ပြေးသွားတဲ့ခါပြန်ကြည့်လိုက်ကြပါအောင်အရင်ကထက်တောင်ပိုးပြီးစိမ့်ဆိုလာသေးတယ်ဘူးတွေလက်ကနေအပြင်ကိုလန့်ကြနေပြီဗျာပလတ်စတစ်ဘူးခွလေးတွေနဲ့ဒီလိုစိုက်ပျိုးရေးလုပ်လို့ရလာတကေမိုက်တယ်တဘာဝပတ်ဝန်းကျင်လည်းထိန်းရရောက်ကိုလည်းလက်ဆက်စားရဝင်း situation ဆိုလားဒါမျိုးမပြောတာပေါ့ကဲနောက်ဆုံးအနေနဲ့တခါထပ်ခိုးလိုက်ပါအောင်မယ်ဒီတခါတော့အရင်တခါထပ်တောင်ပိုများမယ်ထင်တယ်ပရိသတ်ကြီးလည်းဒီဗီဒီယိုလေးကြည့်ပြီးအကြညာရမယ်လို့မျှော်လင့်ပါရဲ့ဗျာအိမ်မှာရေးတန်းဘူးခွန်တီရှိရင်အလကားမထားပဲစမ်းလောက်ကြည့်ကြနော်တုံငယ်ချင်းတွေသိအောင်လည်း share ပေးလိုက်ပါအောင်နောက်ထပ်ပါတီစိုက်ပြရမလဲဆိုတာလည်း comment မှာပြောခဲ့လို့ရပါတယ်ဗျာဒီနေ့တော့ဒီလောက်ပါပဲ see you next video ပါဗျ